မဲ့ရလေခုနကဒီလင်ပိုင်းနဲ့တုတ်တာမဆန့်ဘူးမဆန့်ဘူးဆိုမဲ့ရဒီမှာကြည့်ဒီစလိုင်းနဲ့ပြန်တုတ်လိုက်နော်ဒါနိုင်ပြိုင်နေနဲ့ထည့်ဒါတော့ဟင်းချုံနော်ကွယ်ရမှာတမျိုးရှေ့မှာတမျိုးချိုပြတတ်တဲ့ဟင်းချုံမော်လည်းမပါမပြီးထည့်ရပါတယ်ခက်တိုင်းငန်ပါလေငပိချက်ပကိုးစားကိုလည်းမရထည့်ရပါတယ်နော်သူပါမဆိုပြေမဲ့စီလေးကိုလည်းမထည့်ပါမယ်စီချက်ကတော့တကယ်ပြောတာတကယ်တော့ထည့်တယ်နော်အဲ့ဒါပြီးမဲ့ရပဲမုံထည့်နော်ပဲမုံကမမြေပဲတောင်းလိုက်ပါဆိုပဲမုံက3စွန်းလောက်ထည့်နော်ပဲမုံချက်ကဟိုထည့်လိုက်မယ်ဒီ5စွန်းစားအဲ့တော့မရရောသမမယ်ပါမယ်မအိနေတာလို့ချိစားတင်တဲ့မအိလည်းပုံခတ်ပြီးကျွေးပမာလက်တော့ဆိုရအရင်အားရဖနေရဘူးကြည့်ကြမြင်ရမမပြအိမ်ရှင်းနေပြီးရရှင်းမတော့လား Oh my god ကောင်းတော့ကောင်းပဲလေးတို့ရှယ်ကိုတော့ပေးကြလာပြီနော်ဘေကန်တဲ့ချင်းညမလေးတွေချစ်မိုက်နဲ့ကျွေးချင်မိုက်လေးရလေးကျွေးလေးစားတင်တဲ့လေးလည်းပြောတော့မိုက်ခလာတယ်မိုက်ဒီလိုတော့ရစားကောင်းတွေ့လားမလေးနာမည်နန်းချင်းနဲ့အဲ့ဒါပြီးရင်မရဘာလုပ်လဲဆိုရင်မကြီးမဲ့ထည့်မယ်နော်ကြီးမဲ့မိတ်ခဏပြောတော့ပဲရေနွေးလေးနဲ့ပြုတ်ပါရေနွေးလေးနဲ့ကြားလေးနဲ့ထည့်တချို့မကြီးကြအရန်ချင်းတယ်နော်ကောချင်းရေလေးလည်းဖောက်ချင်းတယ်ဆိုတော့မိတ်ပြောလို့ပဲကြီးမဲ့လေးရေနွေးလေးနဲ့ပြုတ်ပဲနော်အဲ့တော့ဘိုက်လေးမနာတော့ချင်းငန်ဆက်ဖြစ်တော့ကြောင့်ချို့ကြဟိုဝိုင်းနေပါလိမ့်မကောင်းဘူးဆိုတော့လဲစားရတာစင်ပြေအောင်ပေါ့နော်အဲ့လိုလေးထုတ်ပေးမယ်ချင်းငန်ဆက်လေးထုတ်ဒီတော့နဲ့ပတ်သက်လာမရကိုယုံကြည်လို့ရှိတယ်နော်ဒီတော့ကလည်းကျွမ်းတယ်အိမ်မှာလည်းကျွေးနေကြကြည့်ပါဦးသေးလေးတော့စားကြည့်သေးလေးအမေဘီကနဲ့ပိုးရောပေးရလေးတော့ကျွေးရโอเคနော်စားချင်တဲ့သေးလေးလိုက်တော့စားကြည့်ပါဒါမှရတော့ပြတာပေါ့နော်ဒီမှာကြည့်လိုက်ပါအိုးရှေနော်အရင်မှကောင်းတော့ကဲဒီနေ့တော့ဒီသားဆိုင်မိတ်တပ်ပေးပါအောင်မေနော်စားချင်တဲ့သေးလေးလေးတော့စားပါဘိုင်